မင်္ဂလာပါ SCD နဲ့ကြိုဆိုပါဒီနေ့မှာကျွန်တော်ဒီ DC ဘိုးပြတဲ့ DC မီတာလေးဘယ်လိုသုံးရအောင်လဲကျွန်တော်ပြမယ်နော်ဒီ DC ဘိုးပြမီတာလေးကျွန်တော်သုံးမယ်ဆိုတော့ဒီ 1K ဒီ1000 ohm resistor လေးလုံးလုံးနော်ပြီးတော့ဒီ diode လေးလုံးလုံးနော်ကျွန်တော်ဒီ phone of server diode လေးလုံးလုံးနော်အဲတော့ဒီ diode ကြောင့်ကျွန်တော်ဒီဟိုဒီပေါ့နော်ကျွန်တော်ဒီအပေါင်းလုံးမလို့ရှိရင်မလောင်လို့ပေါ့နော်ကျွန်တော်ဒီခံပြီးပေါ့နော်ကျွန်တော်ဒီ 1K 1000 ohm resistor လေးကိုကျွန်တော်ဒီလက်စီဒီခါရဲပေါ့နော်ကျွန်တော်ဒီလက်စီကြောင်းသိအောင်လို့နော်ကျွန်တော်ဒီခံပြီးပါနော်ဒီ DC မီတာလေးမလောင်လို့ပေါ့နော်ကျွန်တော်ဒီခံပြီးပါနော်ဒီကျွန်တော်ဒီ PC မီတာမှာအပေါင်းလို့ရှိအောင်နော်ကျွန်တော်ဒီအပေါင်းပဲကိုကျွန်တော်ဒီ resistor လေးခံလိုက်ပါနော်ကျွန်တော်ဒီ 1K resistor လေးခံလိုက်မယ်ဒီအနောက်ဘက်ကျွန်တော်ဒီ diode ခံလိုက်ပါနော်ကျွန်တော်ဒီ diode ခံမယ်ဆိုရင်ကျွန်တော်ဒီ diode ရဲ့ဒီအဖြူပါတဲ့ဘက်ကိုကျွန်တော်ဒီ battery အနောက်ဘက်ကိုလှည့်ထားအောင်နော်ကျွန်တော်ဒီလိုလေးလှည့်ထားပြအောင်နော်ဒီလိုလေးပြောအောင်နော်ကျွန်တော်ဒီမှာဒီအပေါင်းဘက်ကို resistor ခံတယ်ကျွန်တော်ဒီအနောက်ဘက်ကိုကျွန်တော်ဒီ diode လေးခံလိုက်အောင်နော်โอเคကျွန်တော်လည်းစိတ်ဝင်ဆိုတော့ကျွန်တော်ဒီ battery volt တိုင်းယူမယ်ဒါပဲတစ်ခုရှိတာပေါ့နော်ကျွန်တော်ဒီ diode voltage drop ရှိတာပေါ့နော်voltage drop 0.7 လို့ရှိတာပေါ့နော်ကဲကျွန်တော်ဒီ battery volt တိုက်ကြည့်အောင်နော်ကျွန်တော်ဒီမှာဒီဘက်ပေါင်းနော်ကဲကျွန်တော်ဒီအနောက်တစ်ဖက်တော့ကျွန်တော်တက်ပြီးပါနော်ကျွန်တော်တက်ပြီးကျွန်တော်ပေါင်းဖက်ကျွန်တော်ထိချင်မယ်ကဲကျွန်တော်ပေါင်းဖက်ကျွန်တော်ထိချင်နော်ဒီလိုတက်လာပါနော်ဒီ5 volt မပြည့်ဘူးနော်ဒီအထက်ကချက်ချင်တယ်ကျွန်တော်
DC ပေါ့နော် DC scale ပေါ့နော်12ပေါ့နော်12.2 စနေဖို့ရှိအောင်နော်ဒါဘယ်လောက်ဖို့ပြလဲဆိုတော့ဒါ10ဖို့10ဖို့လောက်ပဲပြတာပေါ့နော်ခုနကကျွန်တော်မိတိုင်းစနေဖို့ရှိအောင်နော်ဒါပြောဆိုရင် voltage drop ရှိအောင်နော်ဒီ resistor ဝက်ကရများမှလည်းပေါ့နော်အဲ့မှာကျွန်တော်ဒီ490ပြည့်ကျွန်တော်ဒီ100အောင်ပြည့်ထားလိုက်မယ်ဆိုရင်တော့ကျွန်တော်ဒီနည်းနည်းတော့မိတာပြရတော့ပုံနှိစက်မှာနော် okay